2026မှာပရိသတ်အင်အားအများဆုံးနဲ့ဝန်ရမှုအားအကောင်းဆုံးမင်းသား3ယောက်ကိုကျွန်တော်တို့တူတူသုံးသပ်ကြမယ်။ဘသူကနံပါတ်1နေရာမှာရယူထားတယ်ဆိုတာကိုပိုးချေအောင်စဘူးစိုင်းရင်မို့ဒီမင်းသား3ယောက်စလုံးကဇက်ပွဲတိုင်းမှာယုံပြည့်ရှံပြီးတော့ပရိသတ်ဝန်ရမှုအားအကောင်းဆုံးမီဒီယာမှာဖော်ပြခံရဆုံးမင်းသား3ယောက်ဖြစ်ပါတယ်။ပညာပိုင်းခေါင်းဆောင်မှုပိုင်းအောင်မြင်မှုတက်တန်းမှာတော့ဖိုးချစ်ကိုစိုင်းရင်မို့နဲ့အောင်စဘူးကဘလို့မှမမီတယ်လို့ဖိုးချစ်ကတော့လူငယ်မင်းသားတွေနဲ့ရှင်လို့မရပဲကနဝင်မင်းသားအနေနဲ့တည်တံ့ထားရမှာဖြစ်ပါတယ်။ဒါပေမဲ့2026မှာပရိသတ်ဝန်ရမှုအကောင်းဆုံးထဲမှာဖိုးချစ်ပါဝင်တဲ့အတွက်သုံးသက်တာဖြစ်တာမို့နားလည်ပေးစီချင်ပါတယ်။ဖိုးချစ်က Facebook မှာ follower 8သိန်းခန့်ရှိပြီးတော့ TikTok မှာလည်း follower 2သိန်းကျော်ထိရှိပါတယ်။ပညာပိုင်းဥဆောင်မှုပိုင်းတင်ဆက်မှုပိုင်းမှာလူငယ်မင်းသားတွေကဘလုံးမှလိုက်မမီပေမဲ့2026မှာတော့မီဒီယာဖော်ပြခံရမှုပရိသတ်တွေဝေဖန်သုံးသပ်မှုလူငယ်ပရိသတ်တွေရဲ့ဝန်ရမှုနဲ့ရှင်ရင်တော့အနှဲငယ်ရော့နေနေတာမို့ဖိုးချစ်ကိုပရိသတ်ဝန်ရမှုအားအကောင်းဆုံးနံပါတ်3မှာထားလိုက်ပါတယ်။အောင်စဘူးနဲ့စိုင်းမို့အောင်စဘူးနဲ့စိုင်းမို့ကတော့2026မှာအဟော့ဆုံးဖြစ်ပြီးတော့တကယ်ကိုလူငယ်ပရိသတ်တွေရဲ့အသေးဆွဲဖြစ်ပါတယ်2025မှာအောင်စဘူးက300စုချခံရတဲ့အချိန်မှာစိုင်းမို့ကတော့ခေါင်းဆောင်မင်းသားတော့မဖြစ်သေးပါဘူးစိုင်းမို့ကတော့2025ရှစ်လပိုင်း31ရက်နေ့နေအောင်ပွဲမှာခေါင်းဆောင်မင်းသားဖြစ်ကားပြဖော်ပြခဲ့တာပါ2025မှာအောင်စဘူးကနံပါတ်1ဖြစ်နေတဲ့အချိန်မှာလူငယ်တွေဇက်သပင်ကိုပြန်လဲစိတ်ဝင်စားလာတဲ့အချိန်မှာစိုင်းမို့ကတော့စူးစမ်းနေတဲ့လူငယ်တယောက်လို့ပြောရမှာပါပညာပိုင်းမှာစိုင်းမို့ကအနေငယ်တာနိုင်ပေမဲ့ဇက်ကိုယ်တိုင်ဦးဆောင်မှုပိုင်းမှာတော့အောင်စဘူးကအနေငယ်တာသွားပြန်ပါတယ်တစ်ဖက်မှာလည်းအောင်စဘူးရဲ့အမှုပညာခီးလိုင်းကပြဿနာတွေမျိုးစုံပြည့်နေပေမဲ့စိုင်းမို့ရဲ့ခီးလန်းကတော့ဝေဖန်မှုတွေအရင်နေပြီးချစ်ခင်သူများတာတွေ့ရပါတယ်2026မှာအောင်စဘူးကပြဿနာတွေကြောင့်ဝေဖန်သူပရိသတ်နဲ့ချစ်ခင်သူပရိသတ်နှစ်ပိုင်းကွဲသွားတာပါဒါကြောင့်မို့2026ပရိသတ်ဝန်ရမှုအားအကောင်းဆုံးနံပါတ်1နေရာကိုအောင်စဘူးကိုထားလိုက်ပါမယ်2026မှာပရိသတ်ဝန်ရမှုအားအကောင်းဆုံးနံပါတ်1နေရာကိုတော့ပြောင်းမင်းသားလေးစိုင်းရင်မို့ကနံပါတ်1နေရာဖြစ်နေပါတယ်စိုင်းရင်မို့ရဲ့ပရိသတ်တွေမှာဖိုချီရဲ့ပရိသတ်တွေလည်းပါဝင်နေပြီးလူကြီးလူငယ်မျိုးရဲ့စိုင်းရင်မို့ရဲ့အကဖျော်ပြမှုတင်ဆက်မှုတွေကိုကြိုက်ကြတာပါပရိသတ်တွေကိုထိန်းချုပ်တဲ့နေရာမှာလည်းအရန်တော်ပြီးစကားပြောရမှာလည်းအလွန်တော်သူဖြစ်ပါတယ်တချင်းကြီးတွေဆိုတဲ့နေရာမှာလည်းတော်လုံးသူဖြစ်ပြီးတော့ TikTok မှာလည်း1 million ကျော် follower ကိုပိုင်ဆိုင်ထားသူပါဒါပေမဲ့စိုင်းရင်မောအခုအချိန်ကြီးအခြားမင်းသားတွေလိုပြဿနာကြီးကြီးမားမားမတွေ့ရသေးပဲဝေဖန်မှုတွေလည်းအခြားသူတွေလိုမခံရသေးတဲ့မင်းသားတယောက်ဖြစ်ပါတယ်ဒါကထူးခြားတဲ့အချက်ဖြစ်ပြီးတော့ပြဿနာကြီးတွေပရိသတ်တွေရဲ့ဝေဖန်မှုတွေခံရတဲ့ကအောင်မြင်မှုကိုဘယ်လိုဆက်ပြီးထိန်းသိမ်းမလဲဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်